ဘယ်နိုင်ငံကလည်းမသိဘူးဗါလေဥမဟုတ်ဘယ်နိုင်ငံလည်းမသိဘူးเนาะကျွန်မနောက်မှပြန်ဖတ်ပြမယ်အဲ့ဒီနိုင်ငံက draw တွေเนาะတော့အကောင်းစား draw တွေယူလာပေးပြီးတော့ယူဂရိတ်ကိုဝိုင်းမှုကူညီပေးတယ်အခုကျွန်မတို့ဘေးအိမ်နိုင်ငံအိမ်ကြီးချင်းတွေကသွေးဆောက်ဖောက်ကောင်းတွေကြီးပဲเนาะမအေလို့မင်းအောင်လိုင်ရဲ့ဟိုဟာကိုမိဝဲပြီးတော့စုတ်ချင်ကြတယ်သူတို့ပြည်သူလူထုရဲ့နော်အသက်အိုးအိမ်စီးစိတ်ကိုမကြည့်ပဲနဲ့သူတို့ကိုဂျိုးစီးပွားအတွက်ပဲမအေးလို့မင်းအောင်လိုင်ရဲ့ဟာကိုစုတ်နေပြီးတော့နော်မင်းအောင်လိုင်ကိုပဲသူတို့ကာကွယ်နေကြတယ်တရုတ်ကစုတ်လိုက်နော်ဒီနိုင်ငံကစုတ်လိုက်နဲ့စောက်ကြက်တရီကိုမရှိဘူးဒါကြောင့်မို့လေအခုသူတို့ကြီးညာတယ်ဗီယက်နမ်ကသူတို့နိုင်ငံကိုကြော်သွားပြီးတဲ့ကျော်မှာပေါ့ဗီယက်နမ်ကအမေရိကန်နဲ့ပေါင်းပြီးတော့ဗီယက်နမ်ကကွန်မြူနစ်နိုင်ငံဆိုပေမဲ့စီးပွားရေးဘက်မှာသူတို့ပြတ်သားတယ်နော်ပြီးတော့အမေရိကန်နဲ့ပူးပေါင်းတဲ့နိုင်ငံတိုင်းအမေရိကန်နဲ့စီးပွားရေးလုပ်တဲ့နိုင်ငံနဲ့ချမ်းသာတဲ့နိုင်ငံကြီးပဲဆင်းရဲတဲ့နိုင်ငံနိုင်ငံမှမရှိဘူးတရုတ်နဲ့အကျိုးစီးပွားလုပ်တဲ့နိုင်ငံနဲ့တောင်းစားနိုင်ငံဖြစ်တယ်တရုတ်နဲ့အကျိုးစီးပွားလုပ်တဲ့နိုင်ငံတိုင်းနော်အကုန်လုံးဗာလဲဒေဝါလီခံရတဲ့နိုင်ငံတွေကြီးပဲဒါကြောင့်မို့တရုတ်အားကိုမင်းတို့ဆက်ပြီးတော့နော်အားကိုးနေမယ်ဆိုရင်သိကြတယ်အခုလည်းကြည့်နေရတိုင်းမှာတရုတ်ကြီးပဲနော်ဒါကြောင့်မလို့ကျမတို့နော်တိုင်းရင်းသားတွေကိုများဖိအားပေးရမယ်ပြည်သူတို့အခုကျမတို့ကတော့ KNU ကိုနော် KNU ပြောတယ်မဲ့ KNU က SCEF မှာဘလို့ပဲဖြစ်သူကပူပေါင်းတယ်ဆိုပေပူပေါင်းနေပြီဒါပေမဲ့တချို့မပါသေးတဲ့တိုင်းရင်းသားအုပ်စုတွေအများကြီးရှိတယ်အဲ့ဒီအုပ်စုတွေကနော်သူတို့ကဟိုအကြောင်းပြဒီအကြောင်းပြသူတို့မပါလေတရုတ်ကပို့ပြီးတော့ဝန်းသားလေပဲမင်းအောင်လိုင်ကပို့ပြီးတော့ဝန်းသားလေပဲဒါပေမဲ့မင်းအောင်လိုင်ကနော်နှစ်90နော်ဖြတ်လာတဲ့အတွင်းမှာဖြတ်ဖမ်းလာတဲ့နှစ်90အတွင်းမှာမအေလို့မင်းအောင်လိုင်ကနော်သူဘယ်လိုပြောမလဲနိုင်ငံကိုသူ့ရဲ့နိုင်ငံသူ့ရဲ့တနိုင်ငံလုံးဘယ်လိုပြောမလဲကိုပိုင်နိုင်ငံလို့သဘောထားတော့ပဲတိုင်းရင်းသားမှသူကမျက်နှာသာပေးမှာမဟုတ်ဘူးအခုချိန်မှာအချိုသပြီးတော့မင်းတို့ကိုကြောသရင်သနော်မင်းတို့ကိုဗလဲဘယ်လိုပြောမလဲကြောသနေလိုက်မယ်ဒါပေမဲ့သူအင်အားကောင်းလာတဲ့အခါအကုန်လုံးကိုနော်မအေးလို့မင်းအောင်လည်းကဘသူကိုမှမျက်နှာသာပေးမှာမဟုတ်ဘူးမြောက်ကိုရီးယားကိုပဲကြည့်လိုက်မြောက်ကိုရီးယားလည်းဒီတရုတ်ရဲ့ကျေးဇူးကြောင့်မြောက်ကိုရီးယားကိုပိုင်နိုင်ငံဖြစ်သွားတယ်အခုမအေလို့မင်းအောင်လိုင်ကလည်းဒီတရုတ်ကြောင့်မြန်မာနိုင်ငံမအေလို့မင်းအောင်လိုင်ရဲ့ကိုပိုင်နိုင်ငံမှာဖြစ်သွားမယ်စောက်ကြည့်လိုက်မင်းတို့ဒီတိုင်းပဲငါနယ်မြေငါပိုင်တယ်ငါလူမျိုးငါအတွက်ငါအမျိုးတက်ဒါပေမဲ့ငါလူမျိုးအတွက်သူတကယ်လှုပ်လို့ရှိရင်တော့မပြောပါဘူးအခုလူမျိုးကိုဗစားတိုက်ပြီးတော့လူမျိုးကဒုက္ခရောက်နေတယ်ကိုအမျိုးသားချင်းတွေကဒုက္ခရောက်နေတယ်နော်အမျိုးသားရေးအတွက်အမျိုးသားရေးကိုဗန်းပြတော့သူတို့ကိုကြိုးစည်းပွားကိုပဲကာကွယ်နေတာအဲ့ဒါကြောင့်မို့မင်းတို့ဘယ်လောက်ပဲနော်ဗန်းပြဒီຫນွေဥတော်လည်းမှာအကောင်လုံးသဲကွဲကုန်ပြီပြည်သူတွေကနော်ဘယ်လောက်အထိဗလဲဖဲကွယ်သိသွားပြီလဲဆိုရင်9နှစ်အတွင်းမှာပြည်သူတွေတော်လည်းအစပိုင်းမှာပြည်သူတွေဘယ်လောက်ထိရင်းခဲ့ရလဲနောက်ဆုံးတော့ပြည်သူတွေလိုချင်တဲ့ပြည်သူတွေဗလဲသဲတဲ့ရေတုံဖြစ်သွားတယ်ပြည်သူတွေရေမှန်းချက်တည်နော်ဒါကြောင့်မို့အခုကျမဗလဲဒေါ်စမအောင်နဲ့အဲ့ဒီအင်တာဗျူးနော်အင်တာဗျူးနားထောင်ရတယ်နားထောင်ပြီးလိုက်တဲ့အချိန်မှာကျမငကိုတည်းကကျမတွေးထားသလိုပဲနော်ကျမတို့တော်လန်ရေးဘာကြောင့်ကြံ့ကြာနေတာလဲပူးပေါင်းလို့စိတ်ကျမတို့နိုင်တာကြပြီတော်လန်ရေးကပူးပေါင်းဖို့တစ်ခုပဲလိုတယ်နော်ပူးပေါင်းပြီးတော့တပ်ပေါင်းစုအနေနဲ့နိုင်ငံတကာအနေနဲ့မြင်တာတော့နှစ်ဖွဲ့ပဲရှိတယ်ဘယ်တိုင်းရင်းသားမှဘယ်လူမျိုးဝါဒမှဘယ်အမျိုးသားရေးမှမရှိဘူးအာနာရှင်နဲ့ပြည်သူနှစ်ဖက်ပဲရှိတယ်မအေလို့မင်းအောင်လိုင်နဲ့ကျမတို့ပြည်သူနှစ်ဖက်ပဲရှိတယ်နော်မင်းတို့ကိုအမျိုးသားရေးអော်ပြီးတော့တရုတ်ဖင်ချတာကြတော့ခံတယ်တရုတ်မင်းတို့နော်မင်းတို့မိသားစုမင်းတို့အမျိုးတွေကိုမင်းတို့ရဲ့သားတွေသမီးတွေကိုမရအဖြစ်ကြုံပြူတာကိုမင်းတို့ဒီတိုင်းထိုင်ကြည့်နေတယ်ဒါကြောင့်မလို့နော်တရုတ်အဓိကတော့အခုပြောမယ်ဆိုရင်ဒီတိုင်းရင်းသား EAO တွေ
ပေါင်းစည်းမှုမရှိလို့ပဲအဓိကပြဿနာပဲပေါင်းစည်းမှုရှိလို့ရှိရင်မအေလို့မင်းအောင်လိုင်းနော်ရှေားတာကြပြီးတယောက်ဝင်စုပ်ဖဲလို့မရဘူးယူကရိန်းအမဟုတ်ရုရှားယူဝင်စုပ်ဖဲလို့မရဘူးဒါကြောင့်မလို့အခုတိုင်းရင်းသား EAO တွေကိုများများဖိအားပေးရမယ်ပြီးတော့ပူပေါင်းရမယ်မင်းတို့မပူပေါင်းလို့မရဘူးမပူပေါင်းလို့မရဘူးမင်းတို့ကဟာငါပြည်နယ်ငါပြည်နယ်တဲ့ကိုကန်ကြမှာကိုဖန်တီးမယ်အခုကရင်မအားလာဖန်တီးပြီးနော်အခုအသစ်ထားဖွဲ့တယ်မင်းအွန်လိုင်းမဟုတ်ဘာလဲ BGS ဒီမင်းအွန်လိုင်းရဲ့သစ္စာစောက်ခွေးချစ်သူနော်အဖွဲ့အစည်းအသစ်ထားဖွဲ့တယ်သူတို့ထားဖွဲ့တယ်ဒီအဖွဲ့အစည်းထားဖွဲ့တာဘာလုပ်ဖို့လဲသူတို့ဒီလိုမျိုးထားဖွဲ့လေကရင်လူထုမဟုတ်ကရင်အတွက်ပို့တော့ကွဲပြဲလေပဲဘာမှထူးမချမ်းသာဘူးဒီနေ့ KIC ကသတင်းတင်တာတွေ့လိုက်တယ်စုပ်ဖြတ်ပေးပါတဲ့ KNU နဲ့ KTLA ရဲ့လောက်ရဘယ်သူမားလဲဘယ်သူမှန်လဲဆိုတာကျမပြောမယ်နော်ကျမတကိုရေတကာရအနေနဲ့ကျမပြောမယ်ဘယ်သူမားလဲဘယ်သူမှန်တာတဲ့မင်းတို့တွေကပြည်သူလူထုအတွက်လောက်တာမဟုတ်ဘူးမင်းတို့ကိုဂျိုးအတွက်မင်းတို့အာဏာရဖို့အတွက်အကောလောကအာဏာယူရကြီးပဲနော်ဒါကြောင့်မို့ဘယ်သူမားလဲဘယ်သူမှန်လဲဆိုတာမရှိမင်းတို့အတူတူပဲအတူတူနဲ့အနုနုပဲအာဏာယူရကြီးပဲနော်မင်းတို့လောက်ရကပြည်သူအတွက်မဟုတ်ဘူးမင်းတို့ကိုဂျိုးအတွက်မင်းတို့အာဏာယူဖို့အတွက်နေမြေလူတာအာဏာလူတာနေရလူတာဒါကြောင့်မို့KTLA နဲ့ KNU နဲ့အတူတူနဲ့အနုနုပဲဘယ်သူမှမပါဘူးဘယ်သူမှမပါဗလဲမနာဘူးနိုင်ငံရေးပေါ့သဘောတူချက်မတူဘယ်သူမလဲသူတို့ကအကျိုးစီးပွားအတွက်သူတို့ပြောစအမျိုးသားရေးဒါပေမဲ့ပြည်သူကိုသူတို့ဥမတီဘူးလေဘောတူညီချက်ဘလို့လို့တူမှလဲသူတို့ဥတီချက်ကအာနာရှင်လမ်းကြောင်းလေကျမတို့ပြည်သူတွေဥတီချက်ကလူထုလမ်းကြောင်းဘောသဘောတူညီချက်မတူဘူးဒါကြောင့်မလို့မင်းတို့သတ်တီရှိလို့စေမင်းတို့ပြသရက်တီလိုက်နော်ပြည်သူကိုအသုံးမချနဲ့လူမျိုးရေးကိုအသုံးမချနဲ့မင်းတို့လူမျိုးရေးအတွက်အသုံးချတယ်ဆိုရင်လူမျိုးရေးကိုကာကွယ်ပလိုက်နော်လူမျိုးရေးကိုလည်းမကာကွယ်ဘူးပြည်သူပဲလည်းမရတည်ဘူးသူတို့ကိုဂျိုးစီးပွားအတွက်ပဲအခုကော့ကလေးမျိုးမှာမီးလောင်ပြာကျသွားတဲ့အိမ်နော်ကော့ကလေးသားတွေကိုကျမဘယ်လဲပြောချင်တာကအခုမင်းအောင်လိုင်ရဲ့နော်ဘောမဒုသမဒနန်းနီကဒီကော့ကလေးမျိုးကိုမီးလောင်ပြာကျသွားတဲ့ကော့ကလေးမျိုးအိမ်ချေ1000ကျော်ကိုသူတို့နော်သတင်းတွေတင်ပြီးတော့for show လုပ်တယ်သတင်းတွေတင်ပြီးတော့ပြည်သူတွေအတွက်ပေါ့သူတို့အိမ်ဆောက်ပေးမယ်ပြီးလာမြေဘလောက်ကောက်လဲဆောက်ဖို့စောတယ်အဲ့ဒါကြောင့်မို့ကော့ကလေးသားတွေနော်ကြည့်ထားပါသူတို့တကယ်ဆောက်မဆောက်နော်ဗလဲသတိထားပါအခုသူတို့ကပြည်သူတွေကိုပြောမယ်ဆိုရင်သူကကိုဂျိုးအတွက်ပဲပြည်သူလို့ပါစားဟပြီးတော့အမှန်မှသူတို့တကယ်နော်မလုပ်ပါဘူးဒါကြောင့်မို့ကော့ကလေးသားတွေစောက်ကြည့်ပါသူတို့တကယ်လုံးမလုံးစောက်ကြည့်လိုက်နော်အခုတချို့နော်ထိုင်းနိုင်ငံမှာမေဒေးနေကနော်အလုတ်သမားတွေဆန္ဒပြကြတာနော်လူနေသွားတယ်ပြည်သူတို့တချို့ကြတော့တော်လန်ရေးလောက်တယ်ဒါပေမဲ့ CI ကိစ္စနဲ့ပတ်သက်တော့ကျမပြောမနော် CI ကဘာကြောင့်ကျမတို့ဆန္ဒပြရတယ်လေစဉ်းစားကြည့်နော်ပန်းရောင်ကနဲ့အလုပ်လုပ်လို့ရတာပဲကျမတို့ဟိုအရင်တော့ကလည်းပန်းရောင်ကနဲ့မလို့ CI မပေါ်ဘူး CI မရှိဘူး passport အနီမရှိဘူး CI နဲ့ပဲကျမတို့လောက်လာတာနှစ်ပေါင်းမနေဘူးပဲနော်ဘာမှမဖြစ်ဘူးအခု CI လောက်ပြီးတော့ဘာမှလက်ဆောက်သုံးမရဘူးနော်ဖုတ်ကလည်းဖွင့်လို့မရဘူးဘန်လည်းဖွင့်လို့မရဘူးပြည်သူတို့
CI ဖွင့်ပြီးတော့ဘာမှသုံးမရဘူးဒါပေမဲ့မအေလိုကိုအခွန်ပေးရတဲ့ဘာညာပေးရတယ်ဘာလောက်မလဲနော်ဒါကြောင့်မို့ CI အလိုမရှိဘူးဆိုပြီးတော့တနင်္ဂနွေနေ့ကဆန္ဒပြကြတယ်အဲ့ဒီထဲမှာကဲဒီသမားကိုတော်လန်ရေးသမားတွေလို့ပြောပြီးတော့ဒီ CI ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်မတူတာတွေရှိတယ်ပြောမယ်ဆိုရင်တော်လန်ရေးသမားတွေလို့ပြောပြီးတော့ DCI ကိစ္စမှာတချို့ကယ်လီသမားတွေနော်သူတို့အမြင်မတူကြဘူး CI သူတို့က CI လောက်ကြတယ်လေ CI လောက်လို့ဆိုရင်သူတို့တွေကကယ်လီသမားတွေဆိုတော့ပတ်စံမျိုးမြက်ရတယ်လေဒါဆိုရင်အဲ့ဒီလူတွေကတော်လန်ရေးသမားလို့သတ်မှတ်လို့ရလာပြီသူတို့အခုကျမတို့ဆိုလေဘာစီးပွားရေးမှလည်းမလုပ်ဘာကယ်လီမှလည်းမလုပ်တော်လန်ရေးပဲတစ်ဆိုင်မှလုပ်တယ်ဘာအကျိုးစီးပွားမှလည်းမလုပ်ဘူးနော်ကိုထမင်းကိုစားပြီးတော့အလောက်ပြီးတော့တော်လန်ရေးကိုတစ်ဖက်နဲ့လုံနေတာဖြစ်တယ်ဒါကြောင့်မို့ဘာအကျိုးစီးပွားမှမလုပ်တော့ဘာကယ်လီမှမလုပ်ဘူးအဲကြောင့်မို့အမတရားနဲ့ပတ်သက်လာလို့ဆိုရင်ကျမတို့အမုန်းခံပြီးတော့နော်တော်လန်ရေးကိုတစ်ဆိုင်မှလုံနေတဲ့တကယ်တော်လန်ရေးသမားအစ်စ်တွေပဲနော်အစိုးထိပဲသွားမှာဒါကြောင့်မို့ကိုတော်လန်ရေးသမားပြုတ်တော့ DCI ကိစ္စနဲ့ပတ်သက်တော့တချို့ကြတော့ဥတီချက်တွေပြောင်းသွားတယ်နော်အခုယူဂရိတ်ခရကျမပြောတဲ့နော်ယူဂရိတ်အိမ်နီးနာချင်းတွေဘယ်လောက်ကောင်းသလဲနော်ရုရှားကိုချွေးပြန်သွားစေမဲ့ယူဂရိတ်ရဲ့ဂျာမနီတို့ရဲ့ AI drone သစ်ကြီးများတို့လားသူများအိမ်နီးချင်းတွေကဘယ်လောက်ကောင်းသလဲအိမ်နီးချင်းပြည်သားတွေအခုကျမတို့မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေကသွေးဆောက်ဖုတ်ကောင်းလေကြီးပဲနော်သူတို့ကျမတို့မြန်မာနိုင်ငံကတန်ရာစာဓာတ်တွေကိုသူတို့မိခိုရမှသူတို့နေဘယ်လိုပြောမလဲသူတို့ကြီးပွားချမ်းသာတာလေဒါကြောင့်မို့သွေးဆောက်ဖုတ်ကောင်းလေကြီးပဲကျမတို့ပြည်သူတွေဘယ်လောက်ပဲသေချေကျမတို့ပြည်သူတွေဘယ်လောက်ပဲဒုက္ခရောက်အပြုသဘောဆောင်နဲ့နော်ပြောလိုက်လို့စင်သူတို့ live ပေါ်မှာပြီးတော့အာဆီယံကအစပေါ့နော်ဘာလဲလက်မခံဘူးဘာညာပြောတော့အခုမအေလို့မင်းအောင်လိုက်ကိုပေါ်တင်လက်ဆွဲသွားနှုတ်ဆက်တယ်နော်တကယ်ကိုရင်နာဖို့ကောင်းတယ်အခုဆိုရင်ပူတင်ကိုပို့ပြီးအဲ့ရေးပြက်စေမဲ့သတင်းတစ်ခုထားထွက်လာပြန်ပြီအဲ့ဒါကတော့ဂျာမနီနဲ့ယူဂရိတ်တို့ပေါင်းပြီးအစစ်မြင့်ကျမဘာကြောင့်ဒီဟိုစာကိုဖတ်ပြရသလဲနော်အိမ်နီးချင်းနဲ့ကောင်းဘယ်လောက်ထိကောင်းတယ်လဲဆိုတာကိုပြစေချင်လို့နော်ညွှန်းစေချင်လို့အခုဘူပေါင်းပြီးတော့အစင်းမြင့် AI စနစ်သော drone သစ်တွေကိုဂျာမနီမြေပေါ်မှာတင်အလုံးအရင်နဲ့ထောက်လုပ်တော့မယ်လို့သတင်းမဲ့ဖြစ်တယ်မှာကြည့်အခုက drone တွေခစ်စားတယ်ဆိုတော့ဗလဲဒီဟောမောရေလက်ကြအီရန်နဲ့အစ္စရေးအမေရိကန်တို့စစ်ပွဲနော်ဖြစ်ပြီးတဲ့နောက်မှာ drone ကခစ်စားလာတယ်ပြည်သူတို့နော်လေရင်ကစရိတ်စိတ်ကကြီးတယ်drone ကစရိတ်စိတ်ကသက်သာတယ်အဲကြောင့်မို့အခု drone ကြီးပဲထုတ်လုပ်ကြတော့တယ်နော်ဒါကြောင့်မို့ဒါအိမ်နီးချင်းပြည်သားလို့နော်ဂုံယူဖို့ကောင်းပါတယ်ကျမတို့အိမ်နီးချင်းတွေကကျမတို့နော်ပြည်သူလူထုကျမတို့မြန်မာနိုင်ငံတန်ရာစာဓာတ်တွေကိုဝါမျိုးဖို့ပဲစဉ်းစားနေတဲ့သွေးဆုပ်ဖုတ်ကောင်လေးကြီးပဲနော်တရုတ်ကဖိရှမ်းကအိနဲ့အခုဒါမဲ့သူတို့ကျမတို့နော်ပြည်သူတွေကိုလောက်တဲ့အကျိုးသူတို့ပြန်ခံစားရပြီအခုသူတို့တဖြည်းပြန်ခံစားရပြီနော်